ဒီနေ့မှာတော့တီရာဟာသူ့ဦးလေးဆရာပြောင်းကိုဝေမနဲ့တိုင်ရင်နဲ့တေးဆုံးသွားခဲ့တာကိုအဖေဖြစ်သူအားပြောပြနေခဲ့တယ်ဗျဆရာထုကလည်းသမီးဖြစ်သူရဲ့ပြောစကားကသူအာယုံရထားတဲ့ပုံရိပ်နဲ့တစ်ထပ်တည်းကြာနေတာကြောင့်စိတ်မကောင်းအတော်ဖြစ်နေခဲ့ပါတယ်ပြီးတော့သူ့အကူလိုလူကောင်းကိုမှတတ်ရလားဆိုပြီးဒေါသတအားထွက်နေခဲ့တယ်ဗျဒါပေမဲ့ဒီကဝေမကိုလွယ်လွယ်နဲ့တတ်လို့မရဘူးဆိုတာဆရာထုသိနေခဲ့ပါတယ်ဆိုတော့အချိန်အခါကောင်းအောင်စောင့်ပြီးဒီကွေမောက်တက်ပြီးတော့သူ့အကိုကြီးအတွက်လက်စားပြန်ချင်မဲ့လို့ဆရာထုရဲ့စိတ်ထဲဒေးထားခဲ့လိုက်တော့တယ်ဗျဆရာထုဟာမျက်နှာပြန်လဲတင်းမာလာခဲ့ပါတယ်နင်ဘလောက်ပြေးနိုင်မှာလဲကဝေမရင်နင်ပြေးချင်တယ်လို့ပြေးငါမြေလံရှာပြီးလိုက်တပ်ပြမယ်နောက်နေ့မနက်မှာဆရာထုရဲ့တပည့်အရင်အေးမောင်ဆိုတဲ့လူငယ်လေးဆရာထုရဲ့အိမ်ကိုရောက်လာခဲ့ပါတယ်ဆရာထုဘာကိစ္စရှိလို့လဲဗျဆရာခေါ်ဖို့အရာဆိုတော့အရေးကြီးပုံရတယ်ကျွန်တော်ဘာလုပ်ပေးရမလဲဆရာအေးဟုတ်တယ်အေးမောင်ရင်ငါအကူကိုစက်နှစ်ကျိုးကဝေတကောင်တတ်သွားလို့ကွာငါအကူအကြောင်းလဲမင်းသိရတာနဲ့အရန်စိတ်ကောင်းတဲ့လူကြီးကွာအဲ့ကဝေမကိုငါလုံးဝမကျေနပ်ဘူးအဲ့ဒါမင်းသူ့ကိုလိုက်ရှာပေးတွေ့ရင်ငါ့ကိုလမ်းအကြောင်းကြားလိုက်ငါလိုက်လာခဲ့မယ်အခုငါမှတခြားကိစ္စတွေရှိနေလို့မင်းကိုအားကိုးလိုက်မယ်ကွာစိတ်ချပါဆရာထုကျွန်တော်မရရအောင်လိုက်ရှာပေးပါမယ်ထမင်းချုံးနေတော့ထမင်းလှမ်းပြီးလိုက်ရှာမယ်ဗျာအေးစိတ်ကြမယ်ကွာအေးမောင်ရအဆဆအရရကျူးဆိုင်ဒီလိုနဲ့အေးမောင်ဟာဆရာထုနဲ့တိုင်ပင်စရာရှိတာတိုင်ပင်ပြီးတဲ့နောက်ပြန်သွားခဲ့ပါတယ်ဒီနေ့မနက်မှာတော့အေးမောင်တယောက်ကဝေရှာပုံတော်ထွက်လာခဲ့ပြီဗျတရွာဝင်တရွာထွက်ဒေါ်စိန်သွက်ဆိုတဲ့နာမည်နဲ့ပုံစံအသွင်မျိုးပြောပြပြီးလိုက်လံမေးမြန်းနေခဲ့ပါတယ်ဒါမှမဟုတ်သူလိုချင်တဲ့အဖြေကိုတော့ဘယ်သူမှမပြောပြနိုင်ခဲ့ကြပါဘူးအဲ့လိုနဲ့အိမ်မောင်ခီးထွက်လာခဲ့တာတလနားကိုကတ်လာခဲ့ပါပြီပါလာတဲ့ပတ်စံကလည်းအတော်လေးကိုနဲလာခဲ့ပြီဗျရောက်လို့လှဲလန်းတစ်ခုကနေအိမ်မောင်လမ်းလျှောက်နေတော့တစ်ဖက်ရွာကနေဇက်ပွဲလို့ထင်ရတဲ့အတန်တွေကိုသူကြားလိုက်ရပါတယ်ဒါကြောင့်အိမ်မောင်လည်းပြင်းပြင်းရှိတာနဲ့ဇက်ပွဲဘက်ကိုထွက်လာခဲ့လိုက်တယ်ဗျပွဲကင်းနဲ့ရောက်တော့မင်းသမီးလို့ထင်ရတဲ့မိန်းကလေးကခန္ဓာကိုယ်အစိတ်ချိုးလှပစွာကနေတာကိုအိမ်မောင်မြင်လိုက်ရပါတယ်သူမရဲ့အလှအပနဲ့ကနေဟန်ကအောက်ကကြည့်ရတဲ့ယောက်ျားသားတွေအဖို့ရင်ဖို့လှိုက်မောစရာကောင်းနေခဲ့တာပေါ့ဗျာအဲ့အထက်မှာအိမ်မောင်တယောက်လည်းအပါအဝင်ဖြစ်သွားခဲ့တယ်ဗျအဲ့ဒီနောက်အိမ်မောင်ဟာအတုတ်ဆိုင်တစ်ဆိုင်မှာအတုတ်ဝင်စားရင်းနဲ့ဆင်မောကမိန်းကလေးကိုငေးကြည့်နေခဲ့ပါတယ်လှလိုက်တဲ့မိန်းကလေးကွာရေစိမ်းငါးလေးကြာနေတာပဲအိမ်မောင်စိတ်ထဲမှာအဲ့ဒီလိုရေရွတ်နေခဲ့မိတယ်ဗျညီမလည်းပြီးသွားပြီဒါနဲ့ तू ကဘာတူလဲကိုမမြင်ဘူးတလို့ပဲနော်ဩ तू ကအေးမောင်နဲ့ပဲမျိုးလိုက်ဝယ်နေတာလို့ပြောတယ်အခု तू ကနင်ကနေတာသဘောကျလို့ဆိုလို့ငါကနင်နဲ့မိတ်ဆက်ပေးတာကျေးဇူးတင်ပါတယ်နော်အကိုညီမလည်းကားတက်တဲ့လောက်နဲ့ကနေရပါအနေမင်းသမီးတော့မဟုတ်ပါဘူးတွေ့ရတာဝမ်းသာပါတယ်နော်ပြောပြောဆိုဆိုနဲ့ကလေးအားဆိုတဲ့မိန်းကလေးကအိမ်မောင်ကိုလက်ကမ်းပြီးလှမ်းမိတ်ဆက်ခဲ့တယ်ဗျဒီအခါမှာတော့မဆိုရင်မတော်မတန်းဘူးတဲ့အိမ်မောင်တယောက်ဒရိမျိုးချရင်ကရုံကရင်နဲ့မိတ်ဆက်လိုက်ပါတယ်လှပတဲ့အသားအရင်နဲ့ဖြူသွဲတဲ့လက်ကလေးကိုကိုင်းလိုက်ရတာကြောင့်အိမ်မောင်ရဲ့ရင်တွေပြောင်းဆန်ကုန်တော့တယ်ဗျပြီးကလေးရကိုအိမ်မောင်ကအသေးကြိုက်နေကြောင်းအခုသူပါဇက်နဲ့မပြောရဲလို့စားပေးလိုက်တာဖြစ်ကြောင်းပြီးတော့သူကဘလောက်ရိုးသားကြောင်းအောင်တင်းကဖေးမပြောပေးခဲ့တယ်ဗျကလေးရပုံကိုကြည့်ရတာကလည်းအိမ်မောင်ရဲ့အပေါ်မှာစိတ်ရိုင်းနေပုံရပါတယ်အဲဒီနောက်ကလေးရကအိမ်မောင်ကိုညနေကျရင်ရွာထိပ်ကညောင်မင်းအောက်ကိုလာခဲ့ဖို့အောင်တင်းနဲ့အမပါခဲ့လိုက်တယ်ဗျညနေရောက်တော့အိမ်မောင်ဟာသူ့ချီရတဲ့ကောင်မလေးနဲ့တွေ့ရမှာဆိုတော့သပင်ကိုအသေးချဖေးလိုက်ပြီးတနခါတပွေးသားနဲ့ရွာထိပ်ကညောင်မင်းကိုထွက်လာခဲ့ပါတယ်သူရောက်သွားတော့ကလေးရကညောင်မင်းအောက်မှာကြိုရောက်နေခဲ့ပြီဗျအိမ်မောင်ဟာ CKO လိုလူရိုးလူအေးဆိုတော့ကြောက်ကြောက်လန့်လန့်နဲ့ကလေးရအနာတုတ်ကတ်သွားခဲ့ပါတယ်ကလေးရရောက်နေတာကြားပြီလားနောက်ကျသွားလို့ဘယ်ရီကိုပါနော်မှားသွားပြီလားမသိဘူးsorry လို့လောက်ပါအကူရဲ့လာ
ညီမရောက်တာလည်းမကြသေးပါဘူး အိမ်မောင်ဘေးကိုဝင်ထိုင်လိုက်တော့ကလေးကအိမ်မောင်ကြောင့်အန်းနေမှာဆိုတာနဲ့သူ့လက်ကိုမှီပြီးငိမ့်နေခဲ့ပါတယ်အိမ်မောင်ရင်နဲ့ဘုံတွေဆိုင်တွေတီးကုန်ကြပြီဗျ ကိုကြီးမောင်ကျမကိုတကယ်ချစ်တာလားယင်ကျမလည်းအကိုကိုမြင်မြင်ချင်းချစ်မိသွားခဲ့တာပါအကိုရဲ့ ပြောဆိုဆိုနဲ့ကလေးကရင်ဝင်ထဲကိုတိုးဝင်နေတာကြောင့်အိမ်မောင်အောက်ဘက်အချမ်းကနေပူးကနေခန်းစားလိုက်ရပါတယ်အဲသေးတွေထွက်ကုန်မတင်နဲ့လက်ခွန်းနဲ့ ကိုကြီးမောင်ဒီနားမှာဘသူသေးပါထားလဲမသိဘူးနော်တေးစော်နန်းနေတယ်လို့ပဲ အိမ်မောင်ဘာမှပြန်မပြောနိုင်ပဲကလေးကိုတင်းတင်းကြပ်ကြပ်သာဖတ်ထားခဲ့ပါတယ် ဟဲ့အောင်အေးမောင်မင်းဒီမှာဘာလုပ်နေတာလဲ ဟာဆရာတို့ဆရာဘယ်လိုရောက်လာလဲကျွန်တော်ချစ်သူနဲ့လာတွေ့နေတာပါဆရာ မင်းဒီကောင်မလေးအကြောင်းဘယ်လောက်သိလို့လဲအဲ့တော့ပညာသေးကွာမင်းဒုက္ခရောက်မှအာယုံရလို့ငါလိုက်လာတာဒီမှာမိန်းကလေးမင်းကပညာသေးဆိုတာငါသိတယ်ငါတပြည့်နဲ့ဝေးနေပါ အဲအချိန်မှာကလေးကအိမ်မောင်ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးမျက်လုံးနဲ့ညှို့လိုက်ထားကြောင်းအိမ်မောင်အိပ်ပျော်ပြီးတော့လဲကျသွားခဲ့ပါတယ်ပြီးတော့တစ်ခုခုကိုရေရွတ်လိုက်ပြီးတဲ့နောက်သူ့တပြည့်တရားကြီးနှစ်ကောင်ကိုဆင့်ခေါ်လိုက်တယ်ဗျအဲဒီနောက်တစ်ကောင်ကဆရာထူးစီကိုပြေးလာပြီးတင်းမုံနဲ့ဝင်ရိုက်ခဲ့တယ်ဗျဒီအချိန်မှာဆရာထူးကလက်ခနဲ့ရှောင်းထွက်လိုက်ပါတယ်တိုင်းပညာကလည်းတက်မြောက်ထားသူဆိုတော့ဒီလိုရှောင်းလိုက်တာကဆရာထူးအတွက်မခဲရင်လှပါဘူးအဲဒီနောက်တရက်နောက်တစ်ကောင်ပြေးလာပြီးဆရာထူးကိုလိုက်ရိုက်ခဲ့ပါတယ်ဒါပေမဲ့ဆရာထုကမြေထဲဝင်သွားလိုက်မိုးပေါ်ကကျလာလိုက်နဲ့တရဲတွေကိုမျက်စိလှည့်စားနေခဲ့တယ်ဗျခဏအကြာမှာတော့ဆရာထုဟာတရဲကြီးနှစ်ကောင်စလုံးရဲ့နှရင်းကိုတယောက်တစ်ချက်ပြေးရိုက်ခဲ့ပါတယ်ဆရာထုရဲ့ရိုက်ချက်ပြင်းအားကြောင့်တရဲကြီးနှစ်ကောင်မြေပေါ်ကျသွားပြီးခဏကြာတော့အမဲရောင်အကုတ်ငွေတွေဖြစ်ခါပျောက်ကွယ်သွားခဲ့တော့တယ်ဗျဒီအချိန်မှာကလျားဆိုတဲ့ပညာသည်ကအချိန်နဲ့သိမဟန်မှန်သိတာနဲ့ညောင်မင်းနောက်ကိုထွက်သွားခါပျောက်ကွယ်သွားခဲ့ပါတော့တယ်အဲဒီနောက်ဆရာထုကအိမ်မောင်ရဲ့နဖူးကိုလက်နဲ့တပ်ပစ်လိုက်တဲ့အခါမှာအိမ်မောင်ပြန်တရိရလာခဲ့တာပါအိမ်မောင်တစ်ခုခုမေးတော့မဲ့အချိန်မှာဆရာထုကဘာမပြောစီပဲအဲ့ဒီနေရာကနေတပေးနှစ်ယောက်ထွက်လာခဲ့ပါတယ် ငါညီအောင်တင်မင်းတို့ရွာကကလျာဆိုတဲ့မိန်းကလေးကဒီရွာကန်လားကွာဒါမှမဟုတ်တခြားဒေသကပြောင်းလာတာလား ရွာကန်တော့မဟုတ်ဘူးဆရာသူပြောင်းလာတာလပိုင်းလောက်ပဲရှိသေးတယ်အလွန်ဆုံးရှိတစ်လကျော်နှစ်လပေါ့ဘာလို့လဲဆရာ အေးအကြောင်းရှိတယ်ကွာအဲ့ဒါငါလိုက်ရှာနေတဲ့12ကြိုးကဝေးပဲသူချီရဖြောက်သွားလို့ငါလိုက်ရှာနေတာဖြစ်ရှင်တော့အေးမောင်ထဲမှာသွားကြရတယ်လို့ကွာ မဟုတ်တော့ပါဘူးဆရာရဲ့ကလေးကတကယ်မင်းကလေးပါပဲပြီးတော့ဒေါ်စိန်သွဲကအသက်ကြီးနေပြီလေကလေးကနုနုထွတ်ထွတ်လေးဗျ တော်တော့အေးမောင်ငါကမဟုတ်ပဲနဲ့ပြောမလားကွာမနေ့ကမင်းမေ့လဲနေတော့အိတ်ကဝေမနဲ့ငါနဲ့တိုက်ခိုက်သေးတယ်ပြီးတော့ပြန်လာတော့လဲမင်းအင်ကြီးပေါ်မှာသပင်ဖြူတစ်ချောင်းတွေ့တယ်အဲ့ဒီသပင်ကိုကြည့်ပြီးအာယုံခံကြည့်တာတကက်ဒေါ်စိန်သွဲ့မှာဒေါ်စိန်သွဲ့ပဲ ဆရာသူပြောလိုက်တဲ့စကားကြောင့်အိမ်မောင်မှိုင်းကျသွားခဲ့ပါတယ်ဒါပေမဲ့ဆရာဖြစ်သူရဲ့စကားဆိုတော့သူမလွန်ဆန်ရဲခဲ့ပါဘူးအဲဒီနောက်ဆရာသူကဒီညလုံးမဲ့အစီအရင်ကိုအိမ်မောင်ကိုအသေးအချာပြောပြလိုက်ပါတယ်ညအချိန်ဟာလာပညာဖြစ်တာကြောင့်လာရောင်ကရွာတစ်ခုလုံးကိုထိမ့်ထိမ့်သားနေခဲ့တယ်ဗျည9 နာရီအချိန်မှာအိမ်မောင်တရားရွာလေလန်းအတိုင်းရွာထိပ်ကညောင်မိန်အောက်ကိုထွက်လာခဲ့ပါတယ်သူ့စိတ်ထဲမှာကလေးညောင်မိန်အောက်မှာသူ့ကိုစောင့်နေလိမ့်မယ်လို့အိမ်မောင်တွေးထားခဲ့တာပါဒီလိုနဲ့သူညောင်မိန်အောက်ကိုရောက်လာခဲ့တယ်ဗျအောက်ရောက်တော့တိတ်တော်တစ်ခုပေါ်မှာထိုင်ပြီးကလေးအလာကိုစောင့်နေခဲ့ပါတယ်သူထိုင်နေပြီးခဏကြာတော့ညောင်မင်းဘော်ကနေလင်းနာတကောင်အော်နေတာကိုသူကြားလိုက်ရတယ်ဗျဒါပေမဲ့အိမ်မောင်ကတော့ဘာမှအထွေအထူးတွေးမနေခဲ့ပါဘူး ကိုကြီးမောင်စောင့်နေရကြပြီလား အေးစောင့်နေတာကြာပြီတွေးကြပြီပေါ့ကဝေးမရေတေဖို့သာပြေတာအိမ်မောင်ကနေဆရာထုအဖြစ်ကိုပြောင်းလဲသွားတာကြောင့်ကလေးကလည်းရုတ်တရက်အံ့ဩသွားခဲ့ပါတယ်
အဲ့အချိန်ဆရာထုကနေကြီးကိုလက်ဝါးနဲ့ရိုက်ချလိုက်တာကြောင့်နေကြီးကွက်အပ်သွားပြီးမြင်းလုံးနဲ့ဆွမ်းအားကြောင့်ကလေးရတော့နောက်ပြန်လဲကျသွားခဲ့ပါတယ်ဒီအခါမှာကိုဝေမဟာဒေါသထွက်သွားပြီးကလေးရအဖြစ်ကနေဒေါ်စိန်တွဲအဖြစ်ကိုအသွင်ပြောင်းသွားခဲ့တယ်ဗျဒီအချိန်တနေရာကနေချောင်းကြည့်နေတဲ့အိမ်မောင်အဖြစ်မှန်ကိုသိသွားခဲ့ပါတယ် ဟဲ့နင်ကဘာလုပ်လဲဘာလို့ငါ့ကိုလာတိုက်တာလဲနင်မသိချင်ဒီကနေထွက်သွား ခမရကလူတစ်ယောက်ကိုတတ်ပြီးတော့ဒီလိုပဲမေ့သွားတာလားခမရတတ်ခဲ့တဲ့ဆရာပြောင်ကကျုပ်အကူကြီးပဲဒီနေ့ခမရကိုကျုပ်ရအောင်တတ်ပြမယ် အော်နင်ကငပြောင်ရဲ့ညီကိုရတယ်လေနင်အကိုနောက်လိုက်သွားဖို့သာပြင်တာ ပြောပြီးတာနဲ့ဒေါ်စိတ်တွဲကသူ့တပြည့်မွေးကြီးကိုနေကြီးတဲကနေပေါ်ထုတ်လိုက်ပါတယ်ဆရာထုကလည်းဒီအကွက်တွေကိုကြိုသိနေတော့သူ့နှစ်ခုပေါ်လက်သေးဆုပ်လိုက်ပြီးတစ်ခုခုကိုလန့်ခေါ်လိုက်တယ်ခဏချင်းမှပဲငွေကြီးတဲ့အရွယ်အစားကြီးတဲ့ငွေပါတစ်ကောင်ကဆရာထုရဲ့အရှိကိုရောက်လာခဲ့ပါတယ်ပြီးတော့ကိုဝေမရဲ့ငွေကြီးကိုပြေးကြိုက်တော့တယ်ငွေပါကလည်းငွေဆိုတာကသူ့ငယ်တိုင်းဆိုတော့အသက်ကုန်ဖိကြိုက်တော့ပါတယ်ခဏကြာတော့ငွေကြီးဟာငွေပါကြိုက်တဲ့ထမ်းကြောင့်ပြစ်လဲကျသွားပြီးပျောက်ကွယ်သွားခဲ့တော့တယ်ဗျအခြေအနေကိုမြင်လိုက်ရတဲ့ကိုဝေမကသူ့တောင်ဝေးကိုထုတ်လိုက်ပြီးအရွယ်အစားကြည့်လိုက်ခါဆရာထုကိုတန်းရိုက်ခဲ့ပါတယ်ဒါမှဆရာထုကလေရဲ့အမြန်နှုန်းနဲ့ရှောင်းလိုက်ပြီးတောင်ဝေးကိုနင်းချိုလိုက်တယ်ဗျအိုင်နောက်မှာတော့ကိုဝေမဟာငမိတ်စာကြီးအဖြစ်အသွင်ပြောင်းပြီးဆရာထုကိုမင်းနဲ့ပုတ်ပါတယ်ဆရာထုကတင်မြန်စွာနဲ့တစ်ကနေထွက်ပြေးပြီးမိကိုရှောင်းလိုက်ခါပျောက်ကွယ်သွားခဲ့တယ်ငါကြီးကဆရာတို့ကြောက်ပြီးထွက်ပြေးသွားပြီးအထင်နဲ့ဂျီမောကပတ်ဝန်းကျင်ကိုလိုက်ရှာနေခဲ့ပါတယ်။အဲအချိန်မှာငါကြီးထက်ကြီးတဲ့မိမုံနဂါးကြီးတစ်ကောင်ကောင်းကင်ဘုံကနေရောက်လာပြီးတော့ငါကြီးကိုခြေထောက်နဲ့ဖမ်းထားတာမင်းနဲ့ကန့်ဖို့တော့ပါတယ်အောက်ရောက်တော့ဒေါ်စိန်တို့အသွင်ပြောင်းသွားခဲ့တယ်ဗျမိမုံနဂါးကြီးကလည်းဆရာထုအသွင်ပြောင်းသွားခဲ့ပါတယ်။အဲဒီနောက်ဆရာထုဟာကိုဝေမအခြေအနေမဟန်တော့မှသိတာနဲ့ထိတ်ချုပ်ကားတာကိုအမြန်ရွတ်ဆိုပြီးကိုဝေမကိုထုတ်ထားလိုက်တယ်ဗျ။ခမရသေးတာနဲ့ပဲတန်တယ်ခဝေးမဒါကျုပ်အကူကြီးအတွက်သွေးကြွေးပဲ ဒီအချိန်မှာပုံးနေတဲ့အိမ်မောင်ဆရာထုစီကိုထွက်လာခဲ့ပါတယ်။ဒေါ်သေးတာပေါ့ဆရာရဲ့မဟုတ်ရင်အလိုဗီလုတ်တွေဖြစ်ကုန်တော့မှာ ရပါတယ်ကွာမင်းချစ်သူကိုတတ်ခဲ့မိတဲ့အတွက်ငါလည်း I'm very so sorry ပါကွာ ဟုတ်ကဲ့
ဒါဆိုကျွန်တော်တို့ let's go တို့အိမ်ပြန်ကြမယ်ဗျာအဲ့ဒီနောက်ဆရာထုတို့ဆရာတပည့်နှစ်ယောက်တယောက်ကိုတယောက်အီစကေးတွေဝေမျှရင်အဲ့နေရာကနေထွက်လာခဲ့ကြတယ်ဗျ